အင်္ဂလိပ်စာလေ့လာတဲ့သူတွေလုပ်လို့ရှိတဲ့အမှာ number 1အဲ့ဒါပါလဲဆိုရင်ဆရာတို့ each each ကိုဆရာတို့ subject အများနဲ့တွဲသုံးတာပေါ့နော်အဲ့ဒါကိုအဲ့လိုတွဲသုံးလိုက်ရင်ဆရာတို့ subject verb agreement မကိုက်ညီဘူးလို့ခေါ်တယ်အဲ့တော့ဥပမာအဖြစ်ဆရာတို့ each of the students are responsible for their own work လို့ပြောလို့ရှိရင်မှားတယ်ဘာလို့လဲဆိုရင်ဆရာတို့ AIR နဲ့တွဲသုံးထားလို့တကယ်ပြောရမှာ each of the students is လို့ပြောရမယ်ဒီမှာ responsible for his or her own work လို့ပြောရမယ်အဲ့တော့ each day everyone is nobody တို့ဆရာတို့ somebody ဒါမှမဟုတ် anyone someone ဒီလိုဟာမျိုးတွေကိုဆရာတို့က singular verb နဲ့သုံးရမယ်ဆရာတို့ verb to be ဆိုရင် is နဲ့သုံးရပြီးတော့ဆရာတို့ main verb တွေ principal verb တွေဆိုရင်တော့နောက်မှာ s တို့မဟုတ် es လေးထည့်ပေးရမယ် okay ဆရာတို့ဒီဗီဒီယိုလောက်ပါပဲအဲ့တော့အသုံးဝင်တယ်လို့ယူဆလို့ရှိရင်ဆရာကိုlike comment share လေးလုပ်ပေးခဲ့ပါအားလုံးကျေးဇူးတင်ပါတယ်